Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တောင်းဆွထားတဲ့သူများအတွက်ချိုအေးလေးနဲ့အနက်လေးရမွေပြီးစားလို့အရန်ကောင်းတယ်။အုံတို့တာကိုကြောက်ကြောဖြော်ရည်အေးလေးအလွယ်ပြုလုပ်နေလေးကိုလာမျှရပြရှိပါတယ်။ပထမဆုံးဖြူတို့ကြောက်ကြောပြုလုပ်ရန်အတွက်ကျုံမဲ့အိုးသေးကိုကြောက်ကြောမုံထမင်းစားစွန်းနဲ့တစွန်းစာပြီးတော့တကြားထမင်းစားစွန်းနဲ့နှစ်စွန်းစာနဲ့ရေသက်900မီလီလီကိုထည့်ပေးလိုက်ပါမယ်။ဖြူကအယောင်လေးအစိမ်းရောင်လေးလိုချင်တာနဲ့ဒီဖုကလာဆိုးစစ်အစိမ်းရောင်လေးနည်းငယ်ကိုပါထည့်ပြီးတော့တကြားလေးတွေပျော်သွားတဲ့အထိပေါ့နော်ခဏလောက်မှွေသွားပေးလိုက်ပါတယ်ရှင်။ဒီဖြော်ရည်ပြုလုပ်နည်းလေးကိုကြတော့ဖြိုကပထမတော့မနဲ့ဖြန်လောက်မှတိတ်ပေးမယ်လို့စဉ်းစားထားတယ်ပေါ့နော်ပုံလေးတင်လိုက်တော့တောက်ဆိုတဲ့သူတွေအရင်များနေတာနဲ့ဒီညပဲတင်ပေးလိုက်ပါတယ်ပြီးရင်တော့သူ့ကိုမျိုးပေါ်တင်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်နော်ဒီကြောက်ကြောအိုးလေးကပပွက်ဆူပြီးတော့နည်းနည်းလေးပြစ်လာတဲ့အထိကြိုသွားပေးလိုက်ပါတယ်ရှင်ဖြိုတို့ဒီဖြော်ရည်လေးကိုဆိုလို့ရှိရင်တကြံမှာလုပ်မယ်ဆိုရင်အရင်ကအဆင်ပြေပါတယ်တကြံရေကစားပြီးတော့ပြန်လာတဲ့သူတွေအတွက်လည်းပေါ့နော်တောက်လက်တဲ့ချိန်မှာအေးလေးနဲ့အရင်ကမောပြေးမှသိချပါတယ်နောက်တစ်ခုကဖြိုကဒီဖြော်ရည်ထဲကိုစပယ်နဲ့လေးလေးထည့်ထားတော့လေအနက်လေးကမှွေပြီးတော့အရင်ကိုတောက်လို့ကောင်းပါတယ်ကဲဖြိုတို့ကြိုသွားလိုက်တာဒီကြောက်ကြောအိုးလေးကလည်းပွက်ဆိုပြီးတော့ပြပြလေးဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုဘန်းလေးတစ်ပန်းထဲကိုပေါ့နော်ခုလိုမျိုးလေးလောက်ထပ်ပေးထားလိုက်ပါမယ်ပြီးရင်တော့သူ့ကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်နော်သူကတော့တအားမကြောက်ဘူးပေါ့နော်မိနစ်30မိနစ်40လောက်ဆိုလို့ရှိရင်တော့လုံးဝအေးပြီးတော့ခဲသွားပါတယ်ကဲဖြိုတို့ကြောက်ကြောကိုအေးခဏရင်းနဲ့ဒီအုံတို့ရေလေးကိုလာကြိုပေးထားလိုက်ပါမယ်ရှင်။အုံတို့ချူရန်အတွက်ကျုံမဲ့အိုးထဲကိုတကြားထမင်းစားစွန်းနဲ့လေးစွန်းနဲ့တစ်ပတ်စာလောက်နဲ့စားလက်ဖက်ရည်စွဲတစ်ပတ်စာလောက်ကိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့အုံတို့900မီလီလီနဲ့အုံစိန်900မီလီလီကိုပါထည့်ပေးလိုက်ပါတယ်ရှင်။ဒီအုံစိတ်ရကြတော့အုံသီးနုနှလုံးစာကိုပေါ့နော်ထည့်ထားတာဖြစ်ပါတယ်ရှင်။မီလီလီတာနဲ့ဆိုလို့ရှိရင်တော့900မီလီလီရှိပါတယ်ရှင်။ပြီးတော့ဒါလေးကတော့စပယ်နဲ့အမွှေးရည်ပေါ့နော်ဒီနေရာမှာတခြားဗနီလာအမွှေးရည်တွေပါသုံးမဲ့ဆိုလဲရတယ်ပေါ့နော်ဖြိုကစပယ်နဲ့မွှေးရည်လေးနည်းငယ်ကိုထည့်ပေးလိုက်ပါတယ်ကဲပြီးရင်တော့အားလုံးကိုသမတွားအောင်မှွေထားပေးလိုက်ပါမယ်နော်ဒီအနက်လေးကဆိုလို့ရှိရင်လည်းတစ်မျိုးလေးတောက်လို့ကောင်းပါတယ်တောက်လို့တဲ့ချိန်မှာဆိုလို့ရှိရင်အမောဝပြေးသွားတယ်ပေါ့နော်အနက်လေးကသိမ်းနေရောပဲပြီးရင်တော့ဖြိုတို့မီးကိုဖွင့်ပြီးတော့ဒီအုံတို့အိုးလေးကပွက်ဆူလာတဲ့အထိကြိုသွားပေးလိုက်ပါမယ်နော်ကြိုသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဖြိုတို့ရတာတွေပါညှိကြည့်ပြီးပေါ့နော်အချိုတွေပါလို့ရင်ထပ်ပေးနိုင်ပါတယ်ရှင်အုံတို့အိုးလေးလဲဆူလာပြီဆိုလို့ရှိရင်တော့သူ့ကိုမြေပေါ်ချပြီးတော့ရေကလေးတာအေးခန်းထဲမှာအေးခန်းထားပေးလိုက်ပါမယ်နော်ပြီးရင်တော့တာကိုကြိုရန်အတွက်ပွက်ဆူတဲ့ရင်တွေအိုးထဲကိုတာကိုဟိခက်စွန်းကြီးနဲ့နှစ်စွန်းစာလောက်နဲ့ဖုကလာဆိုးစေးစိမ်းရောင်လေးနဲ့ငယ်ကိုထည့်ပြီးတော့သမတွားအောင်မှွေထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာတာကိုအနည်းများကိုစိတ်ကြက်ထည့်ပေးနိုင်ပါတယ်နော်ဒီထက်ပိုပြီးထည့်ပေးမယ်ဆိုလည်းရပါတယ်ရှင်ကဲပြီးရင်တော့ဖြိုတို့သူ့ကိုအမေးလက်လက်နေထားလေးနဲ့အဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်ပြုတ်ထားပေးလိုက်ပါမယ်နော်ဖြိုးပြတ်သွားလိုက်တာ15မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုအဖိုးလေးဖွင့်မယ်ပြီးရင်တော့နည်းနည်းလေးသမတွားအောင်ပေါ့နော်မှွေထားပေးလိုက်ပါမယ်ရှင်ဒီနေ့ဟာဆိုလို့ရှိရင်တော့တာကိုမျက်စိလေးတွေလည်းပျောက်ခါနေနေပါနော်ပြီးရင်တော့သူ့ကိုမီးလေးပိတ်ပြီးတော့သူ့ရဲ့အပူရှိန်လေးနဲ့ပဲနောက်ထပ်10မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်တာကူကိုနှက်ထားရင်းနဲ့ကြောက်ကြောလေးကိုလာကြည့်ပေးလိုက်ပါတယ်ကြောက်ကြောလည်းလုံးဝအေးပြီးတော့ခဲနေပြီဆိုလို့ရှိရင်တော့ဖြိုးတို့ကိုစိတ်ကြိုက်တုံးကြီးသေးကိုလှိဖြတ်ပေးထားလိုက်ပါမယ်ဖြိုးကတော့ခုလိုမျိုးလေးပေါ့နော်အတုံးလေးတော့တုံးလေးတွေပဲတုံးထားပေးလိုက်ပါတယ်ရှင်ဒီကြောက်ကြောလေးရဆိုလို့ရှိရင်အရန်စားကောင်းပါတယ်စားတဲ့ချိန်မှာဆိုလို့ရှိရင်ထုတ်ကလေးနဲ့ပေါ့နော်ကဲဖြိုးတို့နှက်ထားတဲ့တာကူလည်း10မိနစ်ပြည့်ပြီးတော့မျက်စိလေးတွေလည်းကြောက်နေပြီဆိုလို့ရှိရင်တော့သူ့ကိုရေအေးနဲ့3-4ရေလောက်ကြောင်သွားတဲ့ထိပေါ့နော်စေထားပေးလိုက်ပါမယ်ရှင်ကဲအားလုံးလည်းစစ်သဖြစ်နေပြီဆိုလို့ရှိရင်ဖြိုးတို့စဖြော်ပေးရန်အတွက်ဖြော်မက်ခွက်ထဲကိုတာကူကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့လှီထားပြီးသားကြောက်ကြောတုံးလေးတွေကိုထည့်ပေးလို့ရှိရင်တော့အစင်သစ်ပပလှီထားတဲ့အုံစေးတစ်လုံးစာကိုထည့်ပေးလိုက်ပါမယ်ဒီနေရာမှာဒီအုံစေးကမရှိရင်မထည့်လည်းရပါရဲ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဖြိုးကအုံတီအနုကိုလိုချင်တာပေါ့နော်ဒါပေမဲ့ဖြိုးမှရတာကအုံတီအရင်လေးဖြစ်သွားပါတယ်ပြီးရင်တော့အေးခန့်ထားတဲ့ဒီအုံတို့ကြိုရည်လေးကိုထည့်ပေးလို့ရှိရင်တော့သမတွားအောင်မှွေထားပေးလိုက်မယ်အားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့တောက်မဲ့ခွက်လေးထဲကိုထည့်ပြီးလို့ရှိရင်သုံးဆောင်နိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့ချိုအိမ်မွေးရတာလေးနဲ့စားလို့အရန်ကောင်းတယ်ဖြိုးတို့ရဲ့အုံတို့တာကိုကြောက်ကြောဖြော်ရအေးလေးရတော့တောက်ဖို့စစ်သိဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မြင်လိုက်ပါရရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုးနေဝယ်တဲ့တင်မှာကျေးဇူးညမယ်เนาะအားလုံးဘိုင်